မင်္ဂလာမနက်ကလေးပါ2026ခုနှစ်ဇန်နဝါရီလ18ရက်နေ့မနက်ခင်းကနေပြီးတော့မှဒီနေ့မနက်လဲထပ်မံပြီးတော့မှကြိုဆိုပြစီကျမ်းပိုက်လေးတစ်ပိုက်ကိုကျွန်တော်ဖတ်ချင်ပါတယ်ဒေသနာ17အခန်းငယ်9မှာဖြစ်ပါတယ်နံဝိညာဉ်သွားရလမ်းကို၎င်းကိုယ်ဝန်ဆောင်သောမိမဝမ်း၌အယိုးတို့သည်အဘယ်သို့တိုးပွားသည်ကို၎င်းမသိနိုင်တကယ်သို့အလုံးစုံတို့ကိုဖန်ဆင်းတော်မူသောဖျားသခင်၏အမှုတော်တို့ကိုမသိနိုင်ဒေသနာ17အခန်းငယ်9မှာဖြစ်ပါတယ်ဆိုတော့ဒီနှုတ်ကပတ်တော်လေးအားဖြင့်အရောက်တိုင်းသက်တာထဲမှာတိဆောက်ဆင်ရှိပါစေလို့ဥစွာတော့ပြောချင်ပါတယ်နှုတ်ကပတ်တော်မှာကဘာပြောသလဲဆိုကိုဝန်ဆောင်အမျိုးသမီးရဲ့1 byte ထဲမှာရှိတဲ့ကလေးငယ်ရဲ့အယူဘယ်လိုကြီးထွားလာသလဲဘယ်လိုဖြစ်လာသလဲဆိုတာဟုတ်တယ်မသိနိုင်ဘူးတဲ့အစဉ်တိုင်းတော့ကြီးထွားနေမှတော့သိရတယ်သို့တော်ညာလည်းပဲဘယ်လိုပဲပုံကြီးထွားလာတယ်ဆိုတော့ကျွန်တော်မသိနိုင်ဘူးထိုနည်းတူစွာပဲတဲ့ဖန်ဆင်းခြင်းအမှုဘုရားသခင်ရဲ့အမှုတော်ဒီအရာနဲ့ပတ်သက်တဲ့အခါမှာကျွန်တော်တို့စစ်ကြောပြီးဘာကြောင့်ဖြစ်တာလဲဘယ်လိုဖြစ်တာလဲဖန်ဆင်းခြင်းကဘာကြောင့်လဲဆိုတဲ့အရာတွေကိုကျွန်တော်တို့စစ်ကြောပြီးတော့မှသိနိုင်ဖို့အင်မတန်ခက်တယ်လို့နှုတ်ကပတ်တော်ကပြောတာဖြစ်ပါတယ်ဆိုတော့ဒီနှုတ်ကပတ်တော်အပြင်ဒီမနေ့ခင်းမှာကျွန်တော်အနေနဲ့ခွာပေးချင်တာကဘာလဲလို့ပြောတဲ့အခါဖခင်ကငါ့ကိုဘာလို့ဖန်ဆင်းတာလဲဖခင်ကလောကကြီးကိုဘာလို့ဖန်ဆင်းတာလဲဖန်ဆင်းရှင်ဖခင်ကတကယ်ရှိသလားဆိုတဲ့အကြောင်းအရာတွေကိုကိုယ်တိုင်စဉ်းစားစစ်ဆေးပြီးတော့မှဘာကြောင့်လဲဆိုတဲ့အရာတွေငါ့ကိုဖန်ဆင်းတဲ့ထိုဘုရားသခင်ဟာငါ့ကိုဖန်ဆင်းခြင်းအပြင်ကြီးတဲ့အမှုကိုပြုနေပါလားဆိုတဲ့အရာကိုဒီနေ့မှာမိမိသက်တာထဲမှာကျွန်တော်ကအစဉ်ရင်စေချင်တာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်တခါတရံကြရင်ဘာကြောင့်ငါဒီလိုဖြစ်နေရတာလဲဘာကြောင့်ငါ့ကိုဒီဘဝမျိုးမှာရှိခွင့်ပေးတာလဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်တို့တွေးလိုက်တိုင်းမှာဘဝင်မကျစရာတွေအများကြီးရှိတယ်ဒီတော့ဘုရားရှင်ပြုတော်မူသောအမှုရာဟာမစုံလင်တဲ့ရာတစ်ခုမှမရှိပါဘူးထုံးမြောက်ကျမ်းအခန်းကြီး၄ထဲမှာဖတ်ကြည့်ရင်ကျွန်တော်တွေ့ပါလိမ့်မယ်ဘုရားရှင်ဘာပြောလဲဆိုတော့ဒုက္ခိတတွေကိုလည်းငါဖန်ဆင်းတာလို့ပြောတယ်ဆိုတော့ဒီစကားလုံးကိုကျွန်တော်စဉ်းစားတဲ့အခါမှာဘာကြောင့်ဘုရားခင်ကဒုက္ခိတတွေကိုဖန်ဆင်းလဲဘာကြောင့်လူကောင်းတွေကြီးပဲဘုရားခင်ကမဖန်ဆင်းတာလဲဘာကြောင့်ဘုရားခင်ကဖန်ဆင်းရှင်ဆိုအကောင်းတွေကြီးပဲဘာလို့မဖန်ဆင်းတာလဲဘာလို့ဆိုးတာတွေကိုဖန်ဆင်းတာလဲလို့မေးရရှိပါလိမ့်မယ်သို့တော့ကျမ်းစာမှာဘာပြောလဲဆိုဘုရားခင်ရဲ့ဖန်ဆင်းခြင်းအမှုရာနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုစဉ်းစားဖို့ရန်အတွက်ကျွန်တော်မမိနိုင်ဘူးလို့ပြောတာဆိုတော့မမိနိုင်တဲ့အရာအတွက်ကျွန်တော်တို့တွေကဒီအရာကြီးကငါတို့အတွက်ဘာလို့ဖြစ်နေတာလဲဆိုတာစဉ်းစားရမယ်အစားဘုရားငါ့ကိုဒီလိုဖြစ်တည်ခွင့်ပေးပါလားဆိုကျေးဇူးတော်ချီးမွမ်းစရာဖြစ်တယ်ဒီနေရာလေးမှာဖန်ဆင်းခြင်းအမှုရာနဲ့ပတ်သက်တဲ့အခါမှာဒုက္ခိတတွေကသူတို့ဖန်ဆင်းခြင်းခံရတဲ့အရာတွေအတွက်အယံဝမ်းနည်းနေကြေကွဲနေတယ်လည်းယူဆလို့မရဘူးဗျတချို့မတန်ဆွမ်းသူတွေဟာတန်ဆွမ်းသောသူတွေထက်တောင်မှဘုရားကအသုံးပြုတဲ့အရာတွေအများကြီးရှိတယ်ဆိုလိုချင်တဲ့အဓိပ္ပာယ်ကဘုရားခင်ပြုပြင်ပြင်ဆင်ပေးတဲ့အမှုရာတိုင်းဟာစုံနေပါတယ်ဒါကြောင့်ဒီနေ့မနေ့ခင်လေထိုဘုရားခင်ကောင်းမြတ်ခြင်းကိုရည်တွေ့ရချီးမွမ်းရအောင်ဘုရားခင်ရှေ့မှာကျွန်တော်တို့တွေဘာကြောင့်ဖန်ဆင်းခံရတယ်လဲဆိုတာကိုစဉ်းစားနေတာထက်ဘုရားဖန်ဆင်းခြင်းမှုထဲမှာကျွန်တော်ကိုပြုပေးတဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်ဆိုနှလုံးသားနဲ့သက်ရှင်ဖို့တိုက်တွန်းပါရစေအားလုံးပေါ်မှာဘုရားခင်ကောင်းချီးပေးပါစေ